တကြံမှာဒိုးတန်အမိုက်ဆုံးပဲဟုတ်တယ်မလားနော်အဲ့ဒီဘေတော့ဘေတက်ဘေကြီးခွေးနေအောင်ကြမယ်နော်ဟောကဘလို့လဲအလေဟောကဟောတော့ကโอเคဒီတော့မြင်းမြတ်တဲ့တကြံမှာရှိရရက်ရက်လေးရဲဆိုတဲ့တချင်းလေးကိုဆိုမယ်အဲ့ဒီတချင်းလေးကိုတကယ်အပြိုကြီးတယောက်နဲ့တွဲပြီးတော့ကောက်